ဟုတ်ကဲ့မင်္ဂလာပါဒီဗီဒီယိုကြည့်မိပြီဆိုလို့ရှိရင်အောက်က caption ကိုကြည့်ပြီးတော့ကျွန်တော်စိတ်ဝင်စားလို့လာဝင်ကြည့်ရသူရှိနိုင်တယ်လို့ဒီတိုင်းမှာနှိမ့်မင်းနဲ့ကြည့်မိပြီးတော့ပြန်ထွက်သွားတဲ့သူလည်းရှိမယ်ပေါ့နော်ဘလို့ပဲဖြစ်ပါခုဒီဗီဒီယိုကြည့်မယ်ဆိုလို့ရှိရင်ဆက်ကြည့်ရသူတွေအတွက်အနေနဲ့ကကြတော့ကျွန်မပြောချင်တာကကြတော့ကျွန်မစာကိုကျမအနေနဲ့လည်းပညာဒါနအနေနဲ့သင်ပေးရပါတော့ကိုသင်ခိုင်းစာလေးတွေမမေ့အောင်ပဲနဲ့သူများတွေကိုလည်းရစီခြင်းနဲ့စိတ်နဲ့သင်ပေးရပါဒီခေတ်မှာကဒီလိုမျိုးကျမစာရေးသင်ပေးရသူတွေအများကြီးရှိနေရလဲသိပါတယ်ဒါပေမဲ့လည်းကွယ်အားရဲ့ချိန်လေးမှာကုသိုလ်လည်းဖြစ်တယ်ပေါ့နော်ကိုလည်းစာမမေ့ရရွယ်ချက်နဲ့ဒီလိုမျိုးစာတွေကိုပြန်ပြီးတော့ပြပြပေးနေတာခုဆိုလို့ရှိရင်3မိနစ်မြောက်ဗီဒီယိုဖြစ်သွားပြီပေါ့နော်ဟုတ်ခု3မိနစ်မြောက်ဗီဒီယိုမှာကျမပြောမှာပါလေဆိုလို့ရှိရင်ပထမဗီဒီယိုတော့ပြောခဲ့တယ်REOAO ရဲ့ဂျပန်လိုရေးပုံရေးနည်းပြောခဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်ခုနေ့ကခါခိခုခဲခိုဂျပန်လိုဘယ်လိုရေးမလဲခါခိခုခဲခိုဂျပန်လိုဘယ်လိုရေးမလဲဆိုတာနေ့ပြောမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ခါခိခုခဲခိုကိုတို့ရေးကြည့်ကြရအောင်ရိုမာကြီးနဲ့ဆိုလို့ရှိရင်တို့ကခါကိုဒီလိုရေးအင်္ဂလိပ်လိုရေးတယ်ဟုတ်ပြီဂျပန်ဖောင်းထည့်ထားပြီဆိုလို့ရှိရင်တို့ကခါဆိုတဲ့ဟာလေးကိုတိုင်ပင်ရိုက်လိုက်ပြီဆိုလို့ရှိရင်ဘယ်လိုထွက်လာမလဲဒါဆိုလို့ရှိရင်တို့ကဒီလိုလေးထွက်လာမယ်ဒါဂျပန်စကားလုံးခါပြင်ပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီပြင်ပြပါမယ်ရှင်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီဒါဆိုလို့ရှိရင်ခါအဲ့ခါကိုဘယ်လိုမရေးတင်ဘူးလေပေါ့နော်ရေးတင်တာလိုလေးပေါ့ရေးတင်ဆိုလို့ညင်ကွေးတော့တာမျိုးတွေမရေးပါနဲ့လိုကွေးတော့တာမျိုးအဲ့လိုမျိုးရေးလို့မရပါဘူးဟုတ်ပြီမရရတော့ဖြတ်ပလိုက်ပါပြီပြပြမယ်ခါကိုလိုကွယ်ကြီးမရေးပါနဲ့အရင်ကွေးသွားတာမျိုးဒါကြီးအရင်ထဲဝင်လာတာမျိုးတွေမလုပ်ပါနဲ့ဟုတ်ပြီပြလို့ရှိရင်ကကြတော့နောက်တစ်ချက်ကကြအရင်ကွေးသွားတယ်ဒါလည်းထဲဝင်လာဒီလိုမျိုးအစံတိုးတိုးလေးထွက်တာလေးတွေမလုပ်ပါနဲ့ဒီလိုမျိုးမတိမတာတိတာအောင်လေးတိတိတင်ထားလို့ပါလေသူ့ဟာလေးနဲ့သူအံဝင်ခွင့်ကြဖြစ်အောင်တိတိချလေးရေးပေးပါဟုတ်ပြီစိတ်ဝင်စားလို့ကြည့်ရဲဆိုရင်တော့ဆက်ကြည့်တော့ပါကြည့်နေနဲ့အစီအမြောင်လိုက်ရေးမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတိတိကျကျလိုက်ရေးပါဘာလို့လဲဆိုလို့ရှိရင်ကန်စပန်ဆာကိုစိတ်ဝင်စားလို့လောက်တာဖြစ်နေတဲ့အတွက်ကြောင့်ကိုကစပန်ဆာကိုစိတ်ဝင်စားလို့လောက်တာဖြစ်နေတဲ့အကြောင်းစာရည်တွေကလေးလက်သားလှအောင်ရေးမှာနောက်ပိုင်းအဆင်ပြေသွားမှာပေါ့နော်နောက်ပိုင်းရေးစာရည်ရဲ့ဈေးရမကများပြားလာမှာဒါလေးနဲ့စိတ်ညစ်လို့မရအောင်လေအဲ့တော့စာရည်တွေကဒီလိုမျိုးလေးလက်တာပတ်တာလေးဖြစ်အောင်ရေးပေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကပါလေဆိုလို့ရှိရင်ခါခီခုခဲကိုဒီဗီဒီယိုမှာတင်မဲ့ခါခီခုခဲကိုဆိုရင်ငါးလုံးရဲ့ပထမဆုံးဆိုတော့ခါပေါ့နော်ဟုတ်ပြီခါခီခုခဲကိုရဲ့ခါပြီးသွားပြီဆိုတော့ကဖေးသွားမလဲဆိုလို့ရှိရင်ခိသွားမယ်ခိကိုဘယ်လိုရေးမလဲဆိုလို့ရှိရင်ရိုမာကြီးနဲ့ဆိုမနေ့ဟိုတနေ့ကပြောခဲ့တယ်ဟိုတနေ့ကဗီဒီယိုမှာဆိုလို့ရှိရင်ခိလို့ရေးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခိကိုဂျပန်လိုဘယ်လိုရေးမလဲတစ်ချက်နှစ်ချက်သုံးချက်လေးချက်ခိပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်နှစ်ချက်သုံးချက်လေးချက်ဟုတ်ပြီခိလို့ဆိုရင်မှားတယ်ဘလို့မျိုးတွေမှားတင်မှားအောင်ရေးဖြစ်လဲဆိုကိုယ်တိုင်လည်းကိုယ်တော့ကဒါကိုယ့်ပထမဆုံးစတင်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်လည်းကိုယ်တော့ကဘလို့တွေမှားခဲ့လဲဆိုတော့ကိုယ့်အမှားတွေကိုနမူနာခင်းပြီးတော့ပြတာပေါ့နော်ဒီလိုမျိုးတွေမညီအပေါ်နဲ့အောက်နဲ့မညီတာတွေဘလို့ရှင်ပေါ်နဲ့အောက်နဲ့မညီတာတစ်မျိုးပေါ့နော်ဒါကတစ်မျိုးဘယ်လိုမျိုးလဲဆိုလို့ရှိရင်နောက်တစ်မျိုးကဒီလိုမျိုးပေါ့နော်ဒီနှစ်ခုကအပေါ်နဲ့အောက်နဲ့မညီတာညီရမယ်ပေါ့ဒီလို balance ကညီနေရမယ်ဟုတ်ပြီနောက်တစ်မျိုးကဘယ်လိုလဲဆိုလို့ရှိရင်အပေါ်နဲ့အောက်နဲ့တော့ညီသွားပါပြီဒီနေ့ကြောင်းဒီလိုကြီးဖြစ်နေတစ်ဖက်သက်ကြီးဒီလိုတစ်ဖက်သက်ကြီးဖြတ်ချပလိုက်တယ်ဒါဆိုလို့ရှိရင်မရပါဘူးဘယ်လိုလေးရေးပေးရမလဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်အပေါ်နဲ့အောက်နဲ့ညီရမယ်အလေကောင်တစ်တရလေးဖြတ်ချရမယ်ဒါဆိုလို့ရှိရင်ခိဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ပြန်ဆွေးပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ခိဟုတ်ပြီခါခိပြီးလို့ရှိရင်ဘယ်သွားမလဲဆိုလို့ရှိရင်ခါခိခုကိုသွားမယ်ခုကိုရိုမာကြီးနဲ့တို့ကဘယ်လိုရေးခဲ့လဲဆိုလို့ရှိရင် KU ခုလို့ရေးခဲ့တယ်မဟုတ်လား KU ခုဟုတ်ပြီ KU ခုဆိုလို့ရှိရင်ဂျပန်လိုဟီရာကာနာနဲ့ဘယ်လိုရေးမလဲဆိုလို့ရှိရင်လွယ်ပါတယ်ငယ်တော့တင်ခဲ့ less than ပေါ့ဟုတ်ပြီ less than ဒါပေမဲ့ဘယ်နှချက်လဲနှစ်ချက်ဟုတ်ပြီနှစ်ချက်လွယ်တယ်ဆိုပေမဲ့လည်းစိတ်မရှိလက်မရှိနဲ့ရေးရင်တော့အမှားကတော့ပါမှာပဲဒီလိုမျိုးတွေမလုပ်ပါနဲ့ဒီလိုအကားကျင်းတာမျိုးတွေလည်းမလုပ်ပါနဲ့ပြီးလို့ရှိရင်အကားတော့ကျေပါတယ်တစ်ချက်နှစ်ချက်အဲ့လိုမျိုးတွေ balance မညီတာမျိုးတွေလည်းမရပါဘူးဒီလိုမျိုးညီနေရပါမယ်
ဒီလိုမျိုးညီဒီလိုမျိုးညီနေရပါမယ် balance ကဟုတ်ပြီညီနေရပါမယ်ပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်ခုဟုတ်ပြီခါခီခုပြီးလို့ရှိရင်ခဲကိုတို့ကဘယ်လိုရေးမှလဲဆိုလို့ရှိရင်ရိုမာကြီးနေဆိုရင်တော့ Kပေါ့ K ဟီတာဂါနာနဲ့ဆိုရင်တော့တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်အားလုံးပေါင်း3ချက်ရှိပါတယ်အားလုံးပေါင်း3ချက်ရှိပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဘလိုကြီးတွေမရေးတင်ဘူးလဲဘလိုကြီးတွေဖြစ်တတ်လဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်ဒီလိုတွေမညီမညာမလုပ်ပါနဲ့ဒီတော့တညီရဲသွားပါမယ်ပြင်ပြပါမယ်တစ်ချက်ပြီးလို့ရှိရင်အရင်ကလွန်တာကြီးလည်းမလုပ်ပါနဲ့ပုံမှန်လေးပဲလုပ်ပါဟုတ်ပြီအဲ့ဆိုလို့ရှိရင်အမှန်ကိုရေးပြပါမယ်တစ်ချက်နှစ်ချက်ခဲလို့တင်ထွက်ပါတယ်ဟုတ်ပြီခါခီခုခဲဖြစ်တယ်နောက်ဆုံးတစ်လုံးဖြစ်တယ်ခိုတို့ကဘယ်လိုရေးမလဲခိုဆိုလို့ရှိရင်ရိုမာကြီးနဲ့ဆိုရင်တော့ K ကိုခိုဘယ်လိုရေးမလဲဆိုလို့ရှိရင်လွယ်ပါတယ်သူကတစ်ချက်နှစ်ချက်ပဲရှိပါတယ်တစ်ချက်နှစ်ချက်ဟုတ်ပြီတို့ကဒါတွေဘယ်လိုမျိုးတွေဆိုဖြစ်လဲဆက်စားအောင်ဆိုတော့ဒီလိုမျိုးတွေအရင်ကတ်သွားတာမျိုးတွေမညီတာမျိုးတွေဒီလိုမျိုးတွေမလုပ်ပါနဲ့တစ်ချက်နှစ်ချက်တည်တည်ရှားလေးဆွဲပါမယ်ဒီနဲ့ဒီနဲ့က balance ညီနေရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခါခီခုခဲခိုရဲ့ခိုလေးပါဒါကတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ခုဒီဗီဒီယိုမှာပြောခဲ့တာပါတယ်လဲဆိုလို့ရှိရင်ခါခီခုခဲခိုပြောခဲ့တယ်အဲ့တော့ကျွန်တော်ပြပါမယ်နံပါတ်1ကခကိုဘယ်လိုရေးမလဲတစ်ချက်နှစ်ချက်ခနောက်တစ်ခုကခီတစ်ချက်ခီဆိုလို့ရှိရင်ဘယ်လိုဆက်မလဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်ခီခါခီခု KU ခုကိုဘယ်လိုဆက်မလဲဆိုလို့ရှိရင်ခုဟုတ်ပြီခါခီခုဘယ်လိုရှိရင် K ဆိုလို့ရှိရင်ကကြတော့တစ်ချက်နှစ်ချက်ခါခီခုကနောက်ဆုံးတစ်လုံးဖြစ်တဲ့ခိုဆိုတာလွယ်ပါတယ်တစ်ချက်နှစ်ချက်ဟုတ်ပြီဒါဆိုလို့ရှိရင်ခါခီခုခဲခိုဒါဆိုလို့ရှိရင်ခါခီခုခဲကိုခါခီခုခဲခိုဟုတ်ပြီခါခီခုခဲခိုဒီမှာချို့ရတော့မှတ်တယ်ပေါ့နော်ကျမတော့မှတ်ခဲ့ဖို့ရပေါ့ဒါလေးကခဥမာခပဲဆိုပါတော့ခဒါလေးကဘာလေးနဲ့တူရဲဘလိုလေးနဲ့တူလို့ခအဲ့လိုမှတ်တယ်လို့ရှင်ဒါလေးကဘလိုလေးနဲ့တူရဲမှတ်တော့မှတ်ဘူးရမသိတော့ဘူးပေါ့နော်ဘလိုလေးနဲ့တူလို့ခီဒါလေးကဘာလေးနဲ့တူလို့ခုဒါလေးကဘလိုလေးမှတ်မယ်ခေခါခီခုခေဒါလေးကဘာလေးနဲ့တူလို့ခိုအဲ့လိုမှတ်ပါနဲ့ဘလိုစိုက်ကိုစံမှတ်မယ်ဆိုတော့ရပါတယ်အဲ့လိုစိုက်ကိုစံရတို့ကဘယ်ချက်မှမှတ်တာကောင်းလဲဆိုခန်းကြီးတွေနောက်ပိုင်းခန်းကြီးဆိုတာရှိတယ်လေပထမဗီဒီယိုမှာပြောခဲ့ခန်းကြီးဆရာမမှတ်တာကောင်းမယ်ဒီလိုမျိုးတွေမှာဆိုလို့ရှိရင်ကကြတို့ကအဲ့လိုနဲ့သွားမှတ်လို့မရအောင်ဘာလို့ဆိုလို့ရှိရင်တို့ကကာကြီးခါဝေးတင်ရတယ်မဟုတ်လား ABC တွေတင်ရတယ်ဟုတ်ပြီကာကြီးခါဝေးတင်တော့ဒါလေးရဲ့ဒီလိုလေးဘာလေးနဲ့ဒီလိုကာကြီးဒါလေးရဲ့ဒီလိုလေးဘာလေးနဲ့ဒီလိုခါဝေးလို့တို့ဘာလေးနဲ့တူတယ်ညာလေးနဲ့ဆိုရင် time ချက်တကယ်ကိုကာကြီးခါဝေးဆိုဒီလိုပဲထောက်ပြီးတော့ချက်ခဲ့ကာကြီးခါဝေးဆိုပြီးထောက်ချက်ခဲ့ဟုတ်ဒီမှာဒီဂျပန်စာမှာဆိုလို့ရှိရင်လေအာအီဦးပဲခါခီခုခဲကောခါခီခုခဲကောဒီလိုပဲမျက်လုံးကမြင်လိုက်တယ်ဒါဘာစကားလုံးလဲဆိုတာသိနေအောင်ထောက်ပြီးတော့ပဲရေးပြီးတော့တခြားချက်ပါခါခီခုခဲကောဟုတ်ပြီဒါလေးကဘလိုလေးနဲ့တူလို့ခါဝတ်ရှိတော့ကလည်းကျမတို့ကလည်းစက်ခဲ့ဘူးလေဒါပေမဲ့လုံးဝမထိရောက်ဘူးလို့ခံစားရတယ်ဒီတိုင်းပဲဒါဟိုမြင်တာနဲ့ဒါခရှင်းနေရေးပါများရင်တော့လက်ကတော့လာလိမ့်မယ်ခဆိုတာနဲ့စက်ကဆိုလိုက်တယ်လက်ကသူ့လိုထွက်လာတာမျိုးတွေဖြစ်တယ်လက်ကသူ့လိုရေးဖြစ်သွားတယ်ပေါ့နော်အဲကြောင့်မလို့ဒါလေးကဗာလေးနဲ့တူလို့ခလို့မှတ်မယ်ဒါလေးကဘလိုလေးနဲ့တူလို့ခီလို့မှတ်မယ်ဒါလေးကဘလိုလေးနဲ့တူလို့ခုလို့မှတ်မယ်ဒီလိုမျိုးတွေမှတ်ပါနေလက်နဲ့ထောက်ပြီးတော့ခဏရေးပါများလို့ရှိရင်ခါခီခိုခဲကိုမြင်တာနဲ့တန်းတည်သွားပါလိမ့်မယ်ဟုတ်ပါပြီဒီဗီဒီယိုမှာပြောတာကကြတော့ခါခီခိုခဲကိုအကြောင်းပြောခဲ့တာပေါ့နော်ဟုတ်ပြီပြင်ပြပေးမယ်မှတ်မိအောင်လို့ခါခီ
ခုခဲပြပြပေးပါမယ်ခဲခိုပြပြပေးမယ်ဆိုလို့ရှိရင်ငါကြတော့ခါခီခုခဲခိုဟုတ်ပြီဒါဆိုလို့ရှိရင်ခါခီခုခဲခိုကြောင်းဒီနေ့ပြောခဲ့တာပေါ့နော်ဟုတ်တယ်ရှိရကျမ F5P တွေကဒါလေးတွေကိုပေါ့နော်ဗီဒီယိုလေးတွေလုပ်ပြီးတော့ကိုရတိခဲ့တဲ့ဘုသူတာလေးကိုပြန်ပြီးတော့မျှဝေပေးချင်တာဒါပေမဲ့လည်းဗီဒီယိုဘယ်လိုလုပ်အောင်မသိဘူးနောက်ဆုံးကျအကျဉ်းရပြီးတော့ဒီ zone နဲ့ဝင်ပြီးတော့ဒီလိုရေးပုံရင်းလေးတည်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပဲဗီဒီယိုလေးတင်ပြသွားတာပါအဲ့တော့ဒါလေးတွေကတော့ကြည့်တဲ့လူတယောက်အုပ်တယောက်အတွက်ဒီဗီဒီယိုဆုံးအောင်ကြည့်ပြီးရလူတအုပ်တယောက်အတွက်အသိဉာဏ်ဘုသူတာနည်းနည်းလေးတိုးရဲဆိုရင်မြင်ဝင်တာပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်